အခုဒီ jet fighter တွေမောင်းပြီးမှမြန်မာနိုင်ငံတဝိုက်ကျွန်တော်တို့ဘုံတွေလိုက်ချဲနေတဲ့ကျွန်တော်တို့ဒီလူတွေပေါ့နော်တခုတော့ကိုကမေးချင်တယ်အမ်ကယ်လို့အခုဒီ jet fighter မောင်းပြီးမှအိမ်ပြန်တဲ့အချိန်ကျရင်သူမိသားစုနဲ့သူပြန်ဆုံတွေ့တယ်သူကလေးတွေနဲ့ပြန်ဆုံတွေ့တဲ့အချိန်ကျရင်သူဘယ်လိုမျိုးရင်ဆိုင်မှာတော့တဘောမှာတနေရာမိုးကောင်းကင်ပေါ်ပြန်ရတယ်ပြန်ပြီးမှသူအောက်မှာရွာတေးလေးတွေမြင်ရမယ်ဘယ်နေရာမှာဘာရှိတော့အောက်မှာရှိတဲ့လူတွေအကုန်လုံးပြည်သူတွေပဲဟုတ်တယ်သူတို့မှလည်းမိသားစုနဲ့ဒါတွေညာတွေအကုန်လုံးမစင်စားဘဲနဲ့သူဘုံတွေကျဲလိုက်တယ်ဗမာကျသွားလဲကျတဲ့နေရာကျအမင်းအရာဆိုပြီးတော့သူတို့ကအကုန်လုံးလှုပ်သွားတယ်ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်ကျရင်သူမိမခနေ့အဆင်ပြေလားဘယ်လိုတော့မင်းပါပဲလေဟုတ်တယ်မလားဥမာကလေးကလည်းအဖေကနေ့အဆင်ပြေလားဘယ်လိုတော့ဘာတော့သူမင်းပါပဲအမကလည်းအဲ့လိုမျိုးမေးခဲ့တဲ့ချိန်ကျရင်သူဘာကိုဖြေမှာတော့ဘယ်လိုဖြေမှာတော့ဟာခနေ့တော့အဆင်ပြေခဲ့တယ်ခနေ့ကဘုံတွေအလုံးပေါင်ဘလောက်ငါဘယ်လိုချခဲ့တယ်ကလေးတွေသူမိသားစုဝင်တွေသူအဲ့လိုမျိုးပြောမှလားထားပါတော့အကုန်လုံးနားလဲမယ်ဒီလောက်လဲနားလဲပေးမယ်အမကလို့နောက်ဆုံးဥမာအကုန်လုံးအိမ်မှာစကားတွေပါတယ်ပြောအလုပ်တွေပါတယ်ပြီးတော့အဲ့ရတဲ့ဝင်တဲ့အချိန်တော့ social media ကြည့်တဲ့အချိန်တော့အိမ်ငါချလိုက်တဲ့နေရာကလေးတွေအယောက်90လောက်တည်သွားတယ်လုံးဝအပြစ်မရှိတဲ့ကလေးလေးတွေအကုန်လုံးတည်သွားတယ်ဒီသတင်းတွေရောမင်းတို့မမြင်ဘူးလားလူစိတ်ကိုမရှိတော့တာလားသတင်းကိုမမြင်တာလားမင်းတို့ကိုယ်ပိုင် social media တော့ရှိတယ်မင်းတို့ကိုယ်ပိုင် account တွေရှိတယ်အဲ့မှာလည်းမင်းတို့သတင်းကတော့မြင်ရမှာဟုတ်တယ်ငါချဲလိုက်တဲ့ဘုံကကျောင်းသူကလေးလေးတွေအယောက်90လောက်တည်သွားတယ်ဆိုတဲ့သတင်းမရဘူးလားအဲ့ချိန်မှာမင်းအိမ်ကကလေးတွေမြင်ပြီးမှမင်းမှလည်းကလေးတွေရှိရပဲလေမင်းအိမ်ကကလေးတွေမြင်ပြီးမှအော်သူ့လိုမျိုးကလေးတွေတည်သွားတယ်ပဲဆိုတာမဖြစ်ဘူးလားမနေ့ပြန်မင်းအိမ်မှာတရားရောက်ဝင်စီးပြီးတော့မင်းမျက်စိရှိပါပဲမိမကိုတတ်မင်းကလေးတွေကိုလဲပင်းနဲ့ဖြတ်ပြီးတတ်အဲ့လိုမျိုးအချိန်ကြာရင်မင်းဘယ်လိုခံစားရမှာတော့အခုကျန်တဲ့မိသားစုတွေအဲ့လိုပဲခံစားရမှာပဲဟာလူစိတ်လဲပါလေရှိကြပါတော့နော်အချိန်ကတော့အချိန်တန်လိုက်အရာအကုန်လုံးကတော့သူ့အတူတည်တာလာမှာဟုတ်တယ်ဒါပေမဲ့လည်းဒီလောက်ထိလဲမလုပ်ပါနဲ့ဘာလို့လဲဆိုရင်မင်းတို့မှလည်းမင်းတို့အိုးအိမ်တွေရှိတယ်မင်းတို့မိန်းမတွေမင်းတို့ကလေးတွေမင်းတို့အတိုင်းဝိုင်းတွေကိုလည်းမင်းတို့ကအဖြေပေးရမယ်ကျွန်တော်ကနေ့ဘုံချဲခဲ့တဲ့ပေါင်ဘလောက်ဆိုပြီးပြောမဲ့အစားကနေ့ငါအကုန်လုံးငါဒီမျိုးလုပ်ခဲ့တယ်ငါကူညီခဲ့တယ်အကုန်လုံးအတွက်အဆင်ပြေခဲ့တယ်ဒါပေမဲ့ခင်ဗျားတော့ကျွန်တော်ပြောချင်တာကခင်ဗျားလိပ်ပြလုံးပစေအလဲဆိုတာတေချာပေါက်လာမှာဟုတ်တယ်ကိုအလဲလာတဲ့အချိန်ကျရင်နာတယ်လို့မပြောနဲ့ပေါ့နော်ဘာလို့လဲဆိုတော့အခုသူများပေးထားတဲ့ဒုက္ခတွေသူများခင်ဗျားလည်းလိပ်ပြလုံးနဲ့ပျော်ရွှင်နဲ့အိဆက်ပါဟုတ်တော့အနာယူပါပြီးရင်နောက်တစ်နေ့ဘယ်မှာချဲမလဲဆိုတာလည်းစဉ်းစားပါခင်ဗျားကလည်းလာတဲ့အချိန်ကျရင်လည်းကျွန်တော်တို့ဘက်ကနေပြန်စဉ်းစားမယ်ခင်ဗျားကဘယ်လိုမျိုးပုံစံနဲ့ရှင်းရမလဲဆိုတာ